ခလေးရဲ့နှုတ်ဘူးတဲ့ကိုကြမ်းတိုက်တဲ့ရေပေါ့နော်ကြမ်းတိုက်တဲ့ရေတွေထည့်ပြီးတော့လောက်ကြံတဲ့ဒီမျိုးသမီးသက်40ကျော်ရွယ်သူ့ကိုဒီအိမ်ပိုင်ရှင်ကခလေးကြည့်ဖို့နဲ့ဒီအိမ်တိုက်ရှင်လောက်ဖို့အတွက်ငှားလာတာပေါ့နော်ငှားသူကဒီမှာလာလောက်တာဆိုရင်လည်းရက်ကနေငယ်ပဲရှိသေးတယ်လင်္ကာရက်ပဲရှိသေးတာပေါ့နော်ဒါပေမဲ့ဒီတထေးမကသူ့ကိုကြည့်တဲ့အချိန်မှာသူ့ပုံစံကတန်တရားဖြစ်เสียပေါ့နော်ဘယ်လိုမတင်ကားเสียအဲ့လိုမျိုးမတင်ကားเสียဖြစ်နေတယ်ပေါ့နော်သူ့ပုံစံကအရန်ကိုမှတိတိတတာမတင်ကားเสียဖြစ်နေတယ်အဲ့ချိန်မှာဒီတထေးမကတအိမ်လုံးမှာရှိတဲ့ကောင်းတွေကိုခွင့်ကြည့်တယ်ခွင့်ကြည့်တဲ့အချိန်မှာတွေ့သွားတာပေါ့နော်ခလေးရဲ့နှုတ်ဘူးတွေကိုဒီဖွားရကြမ်းတိုက်ရည်ထည့်နေတာတွေ့သွားတဲ့အချိန်မှာဒီတထေးမကပလိတ်ကိုကြောင်းကြတယ်ပလိတ်ကိုကြောင်းကြပြီးတော့ပလိတ်တွေကရောက်လာပြီးတော့ဒီဖွားကြီးကိုစစ်စစ်မင်းမြတ်မှုတွေလောက်တဲ့ခါမှာဒီဖွားကြီးကလုံးဝမခံဘူးနော်ဒီတော့တက်တဲ့တွေစုံစုံလင်းလင်းရှိနေတာတော့မှ तू ကလုံးဝမခံဘူးနောက်ဆုံးတော့ဖွားကြီးကဝန်ခံလိုက်တယ်ဝန်ခံလိုက်တဲ့ချိန်မှာတော့မှဘာပြောလဲဆိုလို့ရှိရင် तू ရည်ရွယ်ချက်ရှိလောက်တာလည်းမဟုတ်ဘူးထိုင်းလို့ပြောလို့ရှိရင်မိတဲ့တန်းကြိုင်ပေါ့နော် तू အဲ့လိုမျိုးပြောတယ် तू ရည်ရွယ်ချက်မရှိဘူးပေါ့နော် तू လောက်လိုက်တာဘာကြောင့် तू လောက်လိုက်လဲ तू စဉ်းစားလို့မရဘူးတဲ့အဲ့လိုမျိုး तू ပြောတယ်နော်ဒီဖွားရဆိုလို့ရှိရင်ထိုင်းလူမျိုးပါနော်မြန်မာလူမျိုးမဟုတ်ပါဘူးထိုင်းလူမျိုးပါပဲဒါကြောင့်တထေးမကကြံတဲ့တထေးတွေသူ့လူမျိုးမဖြစ်အောင်ဆိုပြီးတော့တတိပေးထားတယ်ရှင်ဘယ်လိုလဲဆိုလို့ရှိရင်ကိုယ့်အိမ်မှာလို့တမခတ်မယ်ဒီခလေးကြီးဖို့ဘာဖို့ညာဖို့ခတ်မယ်ဆိုလို့ရှိရင်သူ့ရဲ့နောက်ကြောင်ရဆုံးရင်သူ့ရဲ့စိတ်တဲ့ကျင့်စာရိတ္တကိုတိတိကျကျလေးလာစုံစမ်းမှခန့်စေချင်တယ်ဆိုပြီးတော့မှကြံတဲ့တထေးကိုမျှဝေထားပါတယ်သူကတော့သူ့အိမ်မှာလုံးဝအိမ်ပေါ်မငှားရဲတော့ဘောနော်သူ့ခလေးကိုလည်းသူ့ဘာသာသူပဲကြည့်တော့မှဘောနော်လုံးဝဒီဖြစ်ပြောက်ကိုကြည့်ပြီးတော့လုံးဝသူနောက်ထပ်အိမ်ပေါ်ထပ်ပြီးတော့မငှားရဲတော့ဘူးဆိုပြီးတော့မှခွင့်ဟပြောဆိုတာပေါ့နော်တည်င်းထဲမှာနောက်ပြီးလို့ရှိနေတဲ့ရှင်တွေ့ကြတာတော့မသိဘူးနော်တည်င်းလေးတွေမှာသုံးစုခဏတွေ့တယ်လူကြီးကြီးဖို့ဆိုပြီးတော့ဒီလိုလောက်သမားတွေငှားလာတယ်တထေးရှိမှဆိုရင်ဒီသူတို့ရဲ့အဲ့ဒီလူကြီးကိုပေါ့နော်မိဘတထေးရဲ့မိဘတွေကိုကြီးဖို့ငှားလာတာတထေးရှိမှဆိုတေချာချာထမင်းတွေပဲခွန့်ကျွေးလို့ပြုစုတာပေါ့ကွာတေချာချာတထေးတွေရဲ့လောက်သွားရောတထေးတွေလောက်သွားတဲ့အချိန်မှာဆိုတထေးနောက်ပွဲမှာဆိုထမင်းစားတေချာချာမခွန့်ဘူးနော်အရင်တင်အရမမစားဘူးဆိုပါးနေနားတယ်ပိတ်ရိုက်အဲ့လိုမျိုးတွေရှိတယ်တလားလောက်သမားတွေပေါ့နော်ဒါမြန်မာတွေမဟုတ်ဘူးနော်သူတို့ထိုင်းလူမျိုးတွေပဲအဲ့လိုမျိုးတွေရှိတယ်အရင်ကြောက်ဖို့ကောင်းတယ်နော်တချို့ရနောက်ပြီးရင်လူဖြစ်တယ်လို့ထားတာလည်းလုံးဝမကြည့်ဘူးတထေးနောက်ကွယ်မှာဆိုသူတို့ကတော့ TV တွေကြီးမုန်းတွေပါတွေစားတယ်တချို့စားတာတထေးပြန်လာတော့မဆိုရတာမြင်မြန်ဘယ်ကရလောက်တွေတေချာလောက်ပြပေးအဲ့လိုမျိုးလောက်တာနော်အလုံးမဲ့တော့ကျွန်တော်တတိထားပါလို့ပြောချင်တယ်ရှင်သူတို့ထိုင်းလူမျိုးပဲကိုယ်ရမြန်မာမဟုတ်ဘူးเนาะတည်းမှာဖော်ပြလာတဲ့တိုင်လာပြီးတော့တင်ဆက်ပေးတာတွန်းတင်ဆက်ပေးတဲ့ထဲမှာမှားတာတွေပါခဲ့တဲ့ဟိုကြံခဲ့တာတွေရှိခဲ့တယ်မှားတာတွေပါတယ်မပြည့်စုံဘူးဆိုလို့ရှင်ဒီနေရာလေးတောင်းပန်ပါတယ်ရှင်